ပခတ်ပေါ်ကနေဝုန်းကနေထားလိုက်ပါတယ်။အဲဒီချိန်မှာပဲသူ့ရှိမှမြင်လိုက်ရတာကအင်ကြီးလက်ရှိထမိန်နဲ့ဝစ်စင်ထားတဲ့အဖွားကိုတယောက်ကျွဲချန်တဲ့ဝင်ကိုချောင်းမြောင်းနေတာကိုတွေ့လိုက်ရပါတယ်။တချို့ဇလန်းတွေကဖန်တီးထားတာဖြစ်ပေမဲ့အခုခင်ဗျားတို့နားထောင်ရမယ့်ဇလန်းကတော့ထိုင်းနိုင်ငံရဲ့တနေရာမှာတကယ်ဖြစ်ပျက်ခဲ့တာပါ။အမောင်ထဲမှာတယောက်တည်းရှိနေနောက်ကိုလှည့်မကြည့်လိုက်ပါနဲ့။ကိစ္စရေးစတိုရီကနေပြန်လေကြိုဆိုလိုက်ပါတယ်။နေဆက်ရွာလေးကကျွဲစားတဲ့တရေပေါ့ဆိုးများနဲ့တနက်ကင်လူငယ်များရဲ့တိုက်ပွဲမဲမောင်နေတဲ့ညာချမ်းချိန်စောင်းလေအေးတွေတိုက်ခိုက်နေတဲ့ကြားတွေကလေဟုံစီးပြီးမြည်နေတဲ့စွန်နန်းကြီးကတရွာလုံးရဲ့တိတ်ဆိတ်မှုကိုခွင်ပြီးထွက်ပေါ်နေပါတယ်။ခွေးဥတန်တွေကလည်းတကောင်ပြီးတကောင်အဆက်မပြတ်ဟောင်းနေဦးနေကြတာကြောင့်အစောကြီးအိယာဝင်ကြတဲ့ရွာသားတွေခမကြောက်လန့်ပြီးအိမ်ထဲကနေခေါင်းအောင်မပြူရဲကြပါဘူး။အသက်30အရွယ်ရှိတဲ့ရွတ်ဆိုတဲ့လူငယ်လေးဟာဘန်ကောက်မြို့ကြီးမှာအလုပ်သွားလုပ်နေတာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။အခုတော့သူ့ရဲ့အဖိုးဖြစ်သူတာဆုတ်ကအသက်အရွယ်အရန်ကြီးရင်းနေပြီဖြစ်လို့အဖိုးကိုပြူစုဆောက်ရှောက်ဖို့အတွက်စူရင်းခရိုင်မှာရှိတဲ့သူ့ရဲ့ဇာတိမြေရွာလေးစီကိုပြန်လာဖို့ဆုံးဖြတ်လိုက်ပါတယ်။ရွာကိုပြန်ရောက်ချင်းရွတ်တယောက်ကြောပေါ်အိတ်လွယ်ပြီးရွာထဲဝင်လာတဲ့အချိန်မှာပဲလူအုပ်ကြီးကတစုံတစ်ခုကိုဝိုင်းအောင်ကြည့်နေတာတွေ့လိုက်ရပါတယ်။ဘာများလဲဆိုပြီးခေါင်းပြိုပြီးကြည့်လိုက်တော့ကျွဲသေးတကောင်လဲကျတေဆုံးနေတာကိုမြင်လိုက်ရပါတယ်။ကျွဲသေးရဲ့ဘိုက်ကပေါက်ထွက်နေပြီးဦးရေကလီစာတွေမရှိတော့ပဲအနံစိုးတွေထွက်နေပါတယ်။ရွတ်ကတော့ဒါကိုတိတ်ဆိတ်မဝင်စားတာကြောင့်ရွာနောက်ပိုင်းမှာရှိတဲ့သူ့အိမ်စီကိုပဲလမ်းဆက်လျှောက်ခဲ့ပါတယ်။အဖိုးတားပြန်ရောက်ပြီလို့နှုတ်ဆက်ရင်းအင်းရဲရောက်ချင်းပဲအဖိုးစီအပ်ထားတဲ့သူ့ရဲ့ဆိုင်ကယ်လေးကိုဖုံတွေခါပြီးတန်ရှင်းဝင်လောက်လိုက်ပါတယ်။အဖိုးတာဆုတ်ကအေးမင်းပြန်ရောက်လာပြီပေါ့ငါမြေကြီးရဲ့ရောက်မှပဲမင်းမျက်နှာမြင်ရတော့မယ်မှတ်နေတာလို့ခနဲ့တဲ့ပြောလိုက်ပါတယ်။အဖိုးကလည်းဗျာကျွန်တော်ပြန်ရောက်ပြီပဲဟာကိုလို့ရီရီမောမောနဲ့ပြန်ပြောရင်ရွာထဲမှာလူတွေအုံကြည့်နေတဲ့ကျွဲသေးကိစ္စကိုမေးမြန်းလိုက်ပါတယ်။အဖိုးတာဆုတ်ကအေးအဲ့ဒါပေါ်တရေတွေလာစားသွားတာလေကွာမင်းမရှိတဲ့အချိန်တွေတုန်းကဒီလိုကိစ္စတွေခဏခဏဖြစ်တာမင်းမယုံတာနဲ့ပဲဒီຢာတွေမရှိဘူးလို့မမှတ်ယူနဲ့လေကွဆိုပြီးပြောပြလိုက်ပါတယ်ရွတ်ကတော့အဖိုးပြောတာတွေကိုနားမဝင်ပါဘူးဘာလို့လဲဆိုတော့သူတို့ရွာကနေဆက်စီယိုနဲ့အရန်နီးနေတာကြောင့်လာပြေလားကွယ်လို့နေမျိုးတွေဆိုရင်ဟိုဘက်ကန်းကနေဘယောကအစီရင်တွေလွတ်တယ်ဆိုတာရွာသားတွေတီထားကြလို့ပါငငယ်ကလေးကဟိုဘက်ကန်းကပေါ်တရေတွေရွာထဲကကျွဲတွေကိုလာစားတတ်တယ်လို့ကြားဖူးပေမဲ့တကယ်တမ်းကျတော့ရွတ်တယောက်ပေါ်တရေကိုတခါမှမမြင်ဖူးခဲ့ပါဘူးအဲ့ဒီနေ့ညနေဆောင်ရောက်တော့အဖိုးကရွတ်ကိုကျွဲတွေခြံသွင်းခိုင်းလိုက်ပါတယ်ပြီးတော့အတန်မြည်တဲ့စွန်ကြီးတလက်ထုတ်ပေးပြီးကောင်းငယ်ပေါ်လှော့တင်ခိုင်းလိုက်ပါတယ်စွန်ကျိုးကိုခြံသားမှာခြိထားခိုင်းပြီးစူးရှိတဲ့ဇီးကိုင်းတွေကိုလည်းခြံစည်းအုပ်ပတ်လည်မှာကာခိုင်းပြန်ပါတယ်ဒီနေ့ကအဖိတ်နေဒီအစီရင်တွေလှုပ်ထားမှာပေါ်တရဲတွေဝင်လို့မရမှာလို့အဖိုးကပြောပါတယ်ကျွတ်ကဒီဟာတွေလုံးယုံနဲ့ဘလို့လောက်ကာကွယ်နိုင်မှာလဲအဖိုးရလို့ပြန်ပြီးတော့အဖိုးကရှေးထုံးစံအယူအဆတွေအတိုင်းယုံကြည်တာကြောင့်ငါခိုင်းတာလှုပ်စမ်းပါကွာစကားများလိုက်တာလို့ပြန်ကောက်လိုက်ပါတယ်ရွတ်လည်းအဖိုးစိတ်ချမ်းသာအောင်လှုပ်ခိုင်းတာတွေကိုအကုန်လုံးပေးလိုက်ပါတယ်ကောင်းကင်ကြီးမဲမောင်သွားတဲ့အခါလေတွေစတင်တိုက်ခိုက်လာပြန်ပါပြီဒီနေ့ညကအခြားရက်တွေထက်ပိုပြီးအေးဆက်နေပါတယ်ကောင်းကင်ပေါ်မှာလွတ်တင်ထားတဲ့စွန်တန်ကြီးဟာတဝီဝီနဲ့ညီနေတာဟာကြားရသူအဖိုးကြောချမ်းစရာကောင်းလာပါတယ်ဒီညမှာရွတ်တယောက်အဖိုးတားတဲ့ကြားကပဲကျွဲချံပြီးမှမီးဖို့ပြီးပခတ်ဆွဲကအိတ်ဖို့ပြင်ဆင်လိုက်ပါတယ်သူကတနက်ပြောင်းကိုတန်ရှင်းရလို့ရင်ကြီးစံ၄-၅တော့ကိုအစင်သစ်ပြင်ထားလိုက်ပါတယ်ပေါ်တီအက်ဆိုတာဘလို့ပုံစံလဲသူကိုယ်တိုင်တွေးချင်နေတယ်လို့တကယ်လို့တွေးခဲ့ရင်လည်းညနာတဲတဲကိုပြက်ထဲလိုက်မယ်လို့တေးထားတာပါညနှက်လာတဲ့အခါပုတ်စော်နန်းနဲ့အနံစိုးတစ်ခုလေနဲ့အတူပါလာပါတယ်အိတ်ချင်အောင်ဆောင်နေတဲ့ရွတ်တယောက်ပုံမှန်မဟုတ်တဲ့အချိန်တွေကြောင့်ညလုံးဖွင့်ကြည့်လိုက်ပါတယ်ရုတ်တရက်ကျွဲတွေလန့်ပြီးအော်ဟစ်တန်တွေထွက်လာတာကြောင့်ရွတ်ကတနက်ကိုကြစ်ကြစ်ပေါအောင်စုပ်ကင်လိုက်ပြီးစိတ်ထဲကနေ1-2-3လို့ရီတွက်ကပခတ်ပေါ်ကနေဝုန်းကနေထားလိုက်ပါတယ်အဲဒီအချိန်မှာပဲသူ့ရှိမှမြင်လိုက်ရတာကအင်ကြီးလက်ရှိထမိန်နဲ့ဝစ်စင်ထားတဲ့အဖွားကိုတယောက်ကျွဲချန်တဲ့ဝင်ကိုချောင်းမြောင်းနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအဖွားကကာယံထားတဲ့ဇီးကိုင်းတွေကိုကြော်ဝင်ဖို့လုပ်နေရင်ရွတ်ဘက်ကိုလှည့်ကြည့်လာပါတယ်ပြီးတော့ရှီလီယာမဲနဲ့တဲ့ရှာကြီးကိုထုတ်ပြီးပြလိုက်ပါတယ်ရွတ်လည်းအလန်တကြားနဲ့တနက်ခလုတ်ကိုဆွဲချလိုက်တာဒိုင်းကနေတနက်တန်ကျဲလောင်စွာထွက်ပေါ်သွားပါတယ်ပေါ်တရဲမကြီးကလက်ဖြန့်ပြီးခွေးတကောင်လိုမျိုးလေးဘတ်ထောက်ကအ
အမောင်ထူတဲ့ကိုလှစ်ခနဲပြေးဝင်ပျောက်ကွယ်သွားပါတယ်ရွတ်တယောက်နောက်ကနေပြေးလိုက်သွားပေမဲ့မမီတော့ပါဘူးကြည့်လိုက်တော့ကောင်းကင်ပေါ်လှော့တင်ထားတဲ့စွန်ရဲ့ကျိုးဟာပြုတ်ကျပြီးမြေကြီးပေါ်ပုံနေတာကိုတွေ့လိုက်ရပါတယ်မနက်မိုးလင်းတော့ရွာသားတွေနောက်ထပ်ကျွဲတကောင်တေဆုံးနေတာကိုတွေ့လိုက်ရပြန်ပါတယ်ဒီတစ်ခါကျွဲတွေကပိုပြီးကြောက်စရာကောင်းအောင်ကိုတကောင်လုံးကိုက်ဖြတ်စားတော့ခံထားရတာပါအဖိုးတာဆုကမင်းညာကပေါ်တည်းငားအိမ်လာသေးတယ်ကံကောင်းလို့ငါမီးရွတ်ကစောင်းအိမ်နေလို့မဟုတ်ရင်အကောင်ကိစ္စတုံးပြီလို့ရွတ်ကြုံခဲ့ရတဲ့အကြောင်းရွာသားတွေကိုပြန်ပြောပြပါတယ်ရွာသားတွေကရွတ်ဘေးကင်းလို့တော်ပါသေးတယ်ဆိုပေမဲ့စိုးရင်စိတ်တွေကတော့ရှိနေကြတော့မှာပဲစော်လှပြီးစူးတွေကာထားတာတော့မကြောက်ဘူးဆိုတော့ဒီကောင်တွေတကိုးစွမ်းပိုကြီးလာပုံရတယ်ဒီပုံစံတိုင်းဆိုတနေ့ကျရင်ကျွဲတွေမကပဲလူကိုပါစားလာနိုင်တယ်လို့တွေးဖို့နေကြပါတယ်ရွတ်ကဦးလေးတို့အတော်တို့ကဒီကောင်တွေလာစားမှာကိုဒီတိုင်းထိုင်ဆောင်နေကြမှာလားတနက်နဲ့ပြည့်ရင်ပြေးတာပဲဗျာဘာမှကြောက်စရာမလိုဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်ရွာသားတယောက်ကဒီတရေတွေကအောက်လန်းပညာတွေတွင်မွေးထားတာသူတို့သခင်ရဲ့ခန္ဓာကိုယ်ကိုပူးကပ်ပြီးလာရှာဖွေစားတော့ကြတာတက်လို့မတည်နိုင်ပေမဲ့အပူးခံထားရတဲ့လူခန္ဓာကိုယ်ကိုထိရင်တော့နာမှာပဲလို့ဝင်ပြောလိုက်ပါတယ်အဖိုးကလည်းဒီညဒီကောင်တွေပြန်လာမှတေးချတယ်ဘယ်လိုလုပ်ကြမလဲလို့မေးတော့ရွတ်ကခဏစဉ်းစားပြီးအကြံတစ်ခုရသွားပါတယ်အဲ့ဒီညမှာရွတ်ကရွာသားတွေကိုရွာရဲ့လယ်ကွင်းမှာကျွဲတကောင်ကိုမျှထားခိုင်းလိုက်မယ်ပြီးတော့တနက်ကင်ထားတဲ့လူတစုကိုဒီနာပတ်ဝန်းကျင်မှာပုံအောင်ပြီးစောက်ခိုင်းထားလိုက်တယ်အချိန်တော်ကြာဆောင်ဆိုင်ပြီးလို့အားလုံးငိုင်မီးလာတဲ့အချိန်မှာပဲမျှထားတဲ့ကျွဲကလမ်းပြီးအော်ဟစ်ရုံးကန်လာပါတယ်အားလုံးအဲ့ချင်းစိတ်ပျောက်ပြီးတနက်အသီးသီးကိုအတင်းပြင်လိုက်ပါတယ်သူတို့မြင်လိုက်ရတာကသပင်ဖြူဖြူအဖိုးကြီးနှစ်ယောက်ကျွဲကိုစိုက်ကြည့်ရင်စာလောင်မှုတ်သိမ်းစွာနဲ့ရှာကိုတက်နေကြတာပါရုတ်တရက်မျက်လုံးထဲမှာမင်းညာကတွေ့ခဲ့တဲ့အဖွားကြီးကိုပါထပ်တွေ့လိုက်ရပါတယ်အဖွားကြီးကကျွဲရဲ့ကြောပေါ်ကိုခုန်တက်ပြီးပါဇက်တက်နေတာကိုမင်းတို့တေးပြီးသားမှန်းလို့စိတ်ထဲကကြုံလာရင်ရွတ်ကတနက်နဲ့ပြစ်ထဲလိုက်ပါတယ်ကြည်စံကကျွဲပေါ်ကပေါ့တရဲ့အဖွားကြီးကိုထိမှန်သွားပြီးအော်ဟစ်တန်ကြီးထွက်ပေါ်လာပါတယ်ပေါင်းနေတဲ့ရွတ်နဲ့ရွာသားတွေလည်းထွက်လာပြီးပေါ့တရဲ့သုံးကောင်ကိုဝိုင်းပြေကြပါလေရောတရဲ့သုံးကောင်ကထိုင်ချလိုက်ပြီးခွေးတွေလိုလေးဘက်ထောက်ကထွက်ပြေကြပါတယ်လိုက်ကွာမလှုပ်စိန်နဲ့ဆိုပြီးရွတ်ကအော်ပြောကနောက်ကနေထက်ချက်မကွာလိုက်ပါတော့တယ်ပေါ်တရဲတွေကရွာနောက်ဖက်နေဆက်စီယိုဘက်ကိုအိုးတီပြေးကြပါတယ်ရွတ်ကတူဘေးနာကစိုက်ကဲပါလာတဲ့လူငယ်တယောက်ကိုငါ့ကိုလိုက်ဖို့ဇန်းလို့ပြောပြီးစိုက်ကဲနောက်ကနေလိုက်ခိုင်းပါတယ်စိုက်ကဲကအချိန်ပြင်းပြင်းမောင်းနေလာပြီးအကွာဝေးတစ်ခုကိုရောက်တဲ့အခါရွတ်ကအနောက်ကနေလှမ်းပစ်ခတ်ဖမ်းဆီးဖို့ကြိုးစားပါတယ်ဒါပေမဲ့တရဲတွေကလာတာလူနှစ်ယောက်တည်းရှိတယ်ဆိုတာသိလိုက်တဲ့အခါရုတ်တရက်နောင်းလှည့်ပြီးစိုက်ကဲပေါ်ကိုခုံအုပ်တိုက်ခိုက်ပါလေရောစိုက်ကဲသမားကရှောင်းတိန်လိုက်ရတာကြောင့်စိုက်ကဲလဲကျသွားပြီးမောင်းတဲ့လူကသတိလှည့်သွားပါတယ်ရွတ်ကတော့အမြန်ကုန်းထားတနက်ကိုအကောက်ကင်ပြီးသူ့ရှိတဲ့ကပေါ်တရဲသုံးအောင်ကိုချိန်ထားလိုက်ပါတယ်တရဲတွေကမျက်လုံးပြူးကြီးတွေနဲ့စိုက်ကြည့်ရင်ရှာတွေထုတ်တရေတွေကြပြီးရွတ်စီကိုတဖြည်းဖြည်းတိုးကပ်လာပါတယ်ရွတ်ကိုပါအရှင်လက်လက်ဝါစားတော့မဲ့ပုံပါပဲကံကောင်းထောင်းမစွာပဲအနောက်ကနေလိုက်လာတဲ့ရွာသားတွေကတနက်တွေနဲ့ဝိုင်းပြေးကြတာကြောင့်တရဲစိုးတွေဟာနေဆက်စီးရိုးကိုကြော်ပြီးသူတို့နေထိုင်ရာရက်ကိုထွက်ပြေးသွားပါတယ်ပေါ်တရဲတွေကိုအပီးတိုင်မနှိမ်နှင်းခဲ့ပေမဲ့ရွတ်တို့လူစုကသူတို့ကိုမောင်းထုတ်နိုင်ခဲ့တာကြောင့်ရွာသားတွေလည်းနည်းနည်းတော့စိတ်သက်သာရသွားကြပါတယ်အဲ့ဒီအချိန်ကစပြီးရွာသားတွေဟာကိုကာဝဲကိုတနက်တွေစောင်းထားတတ်ကြပြီးလာပြေးလာွယ်ညတွေရောက်တိုင်းဒီတရဲတွေကနေဆက်ကိုကြော်ပြီးပြန်လာချောင်းမြောင်းနေသေးပါပဲတကယ်လို့များနောက်တစ်ခေါက်ပြန်လာခဲ့မယ်ဆိုရင်တို့တွေဟာကျွဲတွေကိုတွေမဟုတ်ပဲလူတွေကိုပါစားတော့ဖို့ရွေလာကြမှာအမှန်ပါပဲဇလန်းလေးကတော့ဒီနေရာမှာတင်ပြီးဆုံးသွားပြီဖြစ်ပါတယ်နောက်နေ့တွေမှာလည်းနေ့စဉ်ဗီဒီယိုတွေတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်တို့ရဲ့ KZN Story Animation Channel ကို Like and Subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်